အားမရပါကျွန်တော်တော့ orange လာကျွန်တော်မှတော့ဒီလို10မိနစ်အတွင်းမှာအဲ့ဒီကို blow နဲ့လည်းပြီးစောင့်ရတယ်ပြလားဟုတ်ကျွန်တော်တွေကအရင်ဆုံး batting for Minecraft လို့သာရိုက်ရှာကြည့်လိုက်အမှအပေါ်ဆုံးမှာတွေ့တဲ့ batting mod for Minecraft ဆိုတဲ့ဟာကိုဝင်လိုက်ပါတကယ်ချင်းတို့ play 2မှာထားလိုက်နော်တကယ်ချင်းတို့စောင့်ရှင်တဲ့အိမ်ပုံစံတွေကိုဒီမှာရှာလို့ရတယ်ဒါမှမဟုတ်တကယ်ချင်းတို့မြန်မာ character chiba craft ကရှာလို့ရတယ်ဗျာကျွန်တော်တို့ဒီမှာရှာပြမယ်မြန်မာ craft sorry craft chiba craft ကျွန်တော်အဲ့လိုရှာရတော့မပေါ်ဘူးဗျကျွန်တော်တကယ်ကျွန်တော်ဒီလိုရှာမယ်chiba craft ဘောလို့ပဲရှာလိုက်တော့တကယ်ကျွန်တော် chiba craft okay ဒါတော့မြန်မာ character season 2 chiba craft ပါမြန်မာ character ဆော့ခဲ့တဲ့ဟာလေးပေါ့နော်ကျွန်တော်တော့မှအဲ့လိုမျိုးဟာ down လာသေးပါတယ်ဒီမှာကြိုင် install နှိပ်လိုက်ကျွန်တော်တော့ down ပြီးသားဆိုတော့ကျွန်တော်ပြမယ်နော် install နှိပ်မယ်ပြီးကြရင်ဒီ bearing လေးကိုတစ်ချက်နှိပ်လိုက်တကယ်ကျွန်တော်ဒီမှာနေရာလေးပါလေးချိန်လို့ရတယ်ပေါ့နော်ဒါကျွန်တော်ဖုန်းနဲ့လည်းရတယ်PC နဲ့လည်းရတယ်ပေါ့နော်ရလွယ်လွယ်ကူကူလေးပဲ10မိနစ်အတွင်းမှာတကယ်ကျွန်တော်စောက်လို့ရတယ်ကြိုက်တဲ့ဟာတွေစောက်လို့ရတယ်ဒီမှာရှားပြီးတော့ရေးတကယ်ကျွန်တော်ဒီမှာဒါလေးနှိပ်လိုက်မယ်အမှတကယ်ကျွန်တော်စောက်လိုက်ပေါ့နော်ရိုးစေးရင်းလေးပဲတော့တကယ်ကျွန်တော်လွယ်လေးပါโอเคရမိုက်တယ်ဗျာတကယ်ကျွန်တော်10မိနစ်တွင်းမှာဗျာအိမ်တွေပါတယ်ဆိုစောင့်နည်းနည်းတော့လက်ညောင်းတာပေါ့ဗျာဒါဒီမိုးဟာတွေကျတော့ဘယ်သူမှမစောင့်နိုင်ကြဘူးဗျာစောင့်နေတဲ့အချိန်တားကြမှာဆိုတော့10မိနစ်တွင်းမှာလွယ်လွယ်ကူရတယ်ဆိုတော့မိုက်တယ်ဗျာနောက်တော့မြန်မာခေါ်တာဝေါ်ယူကိုလည်းသွားလဲလို့ရမှာဆိုတော့သူနေတဲ့အိမ်တွေကိုလည်းသွားကြည့်လို့ရမှာဆိုတော့ရမိုက်တယ်ဗျာနော်โอเคကျွန်တော်တွေဒါလေးနည်းနည်းစောင့်လာအောင်မယ်နော်တရားပြီနော်စောင့်လိုက်တရားထိတော့စောင့်အောင်ပါဗျကျွန်တော်တော့ဒေါင်းလာသေးတယ်ကျွန်တော်ထပ်ပြတာပေါ့နော်တမီးဟာရေဒေါင်းလို့ရတယ်နော်โอเคကျွန်တော် channel လေးကိုကျွန်တော် like subscribe လေးလုပ်ပေးကြပါဦးဗျာဒီရက်တွေကျွန်တော် view ဗျာသိမရဘူးဗျာကျွန်တော်စိတ်ရတော့မကြပါဘူးဗျာကျွန်တော်တနေ့ဒီမှာ30လောက်ပဲရတယ်ဗျအရင်တော့ဆိုကြီးစု1000လောက်ရတယ်ဗျဒါမှကျွန်တော်စူးစမ်းနေပါတယ်ဗျာโอเคကျွန်တော်တို့တွေကwall တစ်ခုပဲဒေါင်းမယ်ဆိုရင်export wall to Minecraft ကိုနှိပ်လို့ရတယ်နောက်တစ်ခုထပ်ဒေါင်းမယ်ဆိုရင် place another bearing ကိုနှိပ်လို့ရတယ်နော်โอเคဒါဆိုတော့နောက်တစ်ခုထပ်ဒေါင်းမှာဖြစ်ပါတယ်နောက်တစ်ခုထပ်ဒေါင်းရင်တော့တကယ်ကျွန်တော်ဥပမာပြရင် creeper statue ဒေါင်းမလားโอเค giant creeper statue ဒေါင်းမယ်ဆိုရင်လည်းကျွန်တော်နှိပ်မယ်ဒီနားလေးမှာထားလိုက်မယ်အဲ့လိုဒေါင်းပြီးသွားပြီပြီးကြရင်နောက်တစ်ခုတက်ဒေါင်းမယ်ဆိုအဲ့လိုမလုပ်လို့ရတယ်နော်ဒါလေးတွေကတကယ်ကျွန်တော်စိတ်ကြိုက်ဒေါင်းသွားလို့ရပါတယ်โอเคပါဒီလေးဗီဒီယိုလေးကတော့အရင်တော့ပဲထင်ပါတယ်โอเคပါကျွန်တော်ကိုမှ Minecraft ရှိအောင်လည်းလုပ်လို့ရပါတယ်အားလုံးပဲbye byeခင်ဗျာ like subscribe လေးလုပ်ပြီးတော့ကြပါဦးကျေးဇူးပါတယ်